မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကဗျာတစ်ပုဒ်ကိုဖတ်ပြပေးထားပါတယ်မနက်ခင်းကအလင်းရောင်အားကောင်းကောင်းနဲ့လှတပတဝေးဖြာလူငှက်ကြီးတွေရဲ့ဆာရှာထွက်တဲ့အတန်ဆူဆူတွေကလည်းတမျိုးနားထောင်လို့ကောင်းနေပြန်သေးတော့တယ်လောကကြီးသားရအေးဆေးနေပုံများကြည့်ရင်စိတ်ကလည်းရွှင်ပြောက်ပျော်ရွှင်လာလေရဲ့အရင်ကမနှက်စောစောမနှိုးထားခဲ့ခြင်းကိုတောင်နောင်တရလို့မဆုံးတော့မတက်နိုင်ဘူးလေလူသားစိတ်ထဲတေးမှတ်ထားလိုက်လေရဲ့မင်းကြီးက10 နာရီလောက်ကားမှတ်တိုင်းမှာစုံမေးလီဆိုတဲ့အတန်သာနားရဲပြန်ကြားရနေလေရဲ့တတိကောင်းချက်ကိုငါအံ့ဩရဲ့မင်းကြီးတို့လမ်းထိပ်ကိုရောက်မှန်းမသိရောက်နေခဲ့လေရဲ့ချစ်ချင်းရဲ့အားကောင်းမုန်းတဲ့စီစော်မှုကိုဘသူဆိုရမှန်းမသိတော့ဒီတစ်ချက်ဖြတ်တိုက်သွားလားမသွားလားတောင်သေချာမသိတော့မင်းလေးတို့အင်ရှိဘက်စီကိုသာရှိသမျှအားကုန်သုံးပြီးဟန်ရွနေလေရဲ့ပတ်ဝန်းကျင်ကိုလည်းမျက်လုံးစုံကိုပြူးပြီးကင်းထောက်နေခြင်းကဘာသာရည်စရာပင်ဘယ်တက်နိုင်မလဲလीချစ်ချင်းစာဆောင်ခြင်းကဆိုတဲ့အကျိုးတူတရားကိုမျက်ဝါးထင်ထင်ခံစားနေရပြီမဟုတ်လားမင်းလေးရဲ့ခြေတံကိုလည်းမကြားရသေးပါမင်းလေးရဲ့ကိုယ်ရနဲ့လည်းမမွေးမြသေးပါအပြင်မှာအပြုံးကနှုံးခွေစာပြုတ်ချင်နေပြီမဲ့စိတ်ထဲမှာတော့အပြုံးကမဲ့မသွားသေးတခုခုချွတ်ချော်သွားရင်ဆိုတဲ့အတွေးကတော့2 ကြိမ် 3 ကြိမ်လောက်ပေါ်လာပြန်သေးလေရဲ့ဒါပေမဲ့အနီးတွေးရိုင်းတွေကိုမောင်းထုတ်နိုင်စွမ်းရှိတဲ့မှညံအပိုင်းစားတွေကိုတော့မရရှိနေပြန်သေးတယ်လေဒီမှာလို့ခေါ်တံကိုနားကထဲဝင်ကြားလိုက်ရတယ်နောက်ကိုလှည့်ကြည့်လိုက်တော့ပန်းနုရောင်ဝဲဆက်လေးနဲ့လှကျင်တိုင်းလှနေတဲ့မင်းလေးရောင်ရမ်းပြီးမင်းလေးလို့နှုတ်ကထွက်ရမယ်အစားအမလေးလို့ထွက်ကြသွားလေလားမသိဘူးရဲ့လှပါရဲ့ဆိုတဲ့မျက်လုံးဝိုင်းနဲ့စူးစူးဆိုင်ကြည့်နေလေရဲ့မင်းလေးကငါ့ကိုတစ်ချက်ခြေဆုံးကောင်းဆုံးကြည့်လိုက်ရင်အင်းစင်လာတာဒါကိုမင်းလားဆိုတဲ့ဟန်နဲ့ဝိတ်ကကြည့်နေလေရဲ့မတက်နိုင်ဘူးလေဒီထက်ကောင်းတာလည်းမရှိတော့ဒီထက်ပိုပြီးလဲဘာဆိုဘာမှမတက်နိုင်ဘူးလေမင်းကြီးကတအားလှတာပဲလို့ပါဇက်ကထွက်သွားတော့မင်းကြီးကပြုံးရင်ခေါင်းငုံသွားတယ်ရုပ်ရှင်တွေကအကွက်တီလားလို့စိတ်ကမိရရထားနဲ့လိုက်တွေးလိုက်သေးရဲ့အဲ့ဒီအချိန်ပိုင်းလေးတွင်းမှာပဲမင်းလေးမျက်နှာပေါ်မှာပန်းရောင်လေးဖြတ်ပြေးသွားတာတော့ပြောမနေတော့ဘူးရဲ့နှစ်ယောက်သားရင်းနီးပြောဆိုနေပုံကိုဘေးကလူတွေတော့ဘလို့ထင်မလဲမသိဘူးရဲ့ငါကတော့ကြောမော့လေးကိုရေသွန်းလို့နေရှာပေါ့အဲ့ဒီအတွက်မကြမတင်ခင်ကောက်ကွက်ဆန်းတွေတွေ့မြင်ရတော့မဲ့ပုံများလို့အခုထိတော့အပေးယူကိုမျှလို့တခုခုသွားစားရအောင်လေဆိုတော့မင်းလေးကသွားလီလို့ပြောပြီးနောက်ရောဘယ်သွားအောင်မှလဲလို့မေးပြန်တယ်မင်းလေးသွားချင်တဲ့နေရာသွားလီလို့ပြန်ပြောတော့အဲ့ဒီလိုတော့မရှိပါဘူးတဲ့လေငါရှင်ဘက်နားလောက်ကိုမင်းလေးကနှညိုးလှလှလေးထွေရင်ငါသွားချင်တဲ့နေရာသွားဆိုတဲ့ဟန်ကိုပြတယ်ငါကိုအမီနာမလေးတစ်ခုတောင်တက်မခေါ်တော့ဘဝင်မကြတကြဖြစ်သွားလေရဲ့ကံမောင်သွားရအောင်ကြီးလို့ပြောလိုက်တော့မဆိုင်မတော့ပဲမင်းကြီးကသွားလီတဲ့စိတ်ပြန်မသွားခင်နီးတွေ့ရတစီငါပြေကံပေါင်ရှိရာစီကိုခရီးပြင်းနေရတာပေါ့လေကားကတော့မစစ်နိုင်တော့ဘူးရဲ့အရေးရဲ့ကားဆရာကြီးကခေါင်းတွေကြီးတွင်နေညှိရင်သူငငယ်ကကောင်မလေးတွေနဲ့ဘယ်တို့ဘယ်ပုံရင်းနှီးကြောင်းတွေကိုဒီကဖွင့်နေတာပြီးကိုမပြီးနိုင်တော့ဘူးရှင်ဒီဖြစ်တည်ခံစားမှုလေးတွေတဝက်တစ်ပြက်တော့ရော့ပါသွားရတာပေါ့လေစိတ်ထဲမြန်သာရောက်ပါစေလို့ဆုတောင်းရင်အနိကားဆရာကြီးကျမ်းမာချမ်းသာပါစေကြောင်းမြစ်တာတော့နည်းနည်းပို့ရတာပေါ့လေဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါရဲ့ဒါတော့မပြတ်ဘူးတော်သေးရဲ့ကံပေါင်လဲရောက်သူ့စကားလဲတိကနေအရက်ဘလောက်များလေးကျင့်ထားလဲမသိဘူးကံပေါင်ရိပ်များစွာသောလှေကားတွေကြားတွေကအရေးရတဲ့လှေကားရှိရာဘက်ကိုရှောက်ရင်အပေါ်ကိုဖြည်းဖြည်းချင်းတက်ကြတယ်နင်းနီးကဘာစကားမှမပြောနိုင်ရှာဘူးငါလည်းမပြောနိုင်ပါဘူးနိမင်းလေးကတော့လေကတိတွေရေတွက်နေမလားအသက်ကိုပဲဝမ်းအောင်ရှူနေလားမသိဘူးရဲ့ငါကတော့ဘယ်နေရာထိုင်ရင်ကောင်းမလဲဆိုတဲ့အတွေးနဲ့နှလုံးကိုအလုတ်ပေးထားပြန်ပေါ့ကံမောင်ပေါ်ရောက်တော့မင်းလေးကခဏရက်လိုက်ပြီးလက်နဲ့သူ့ကိုယ်သူရက်ခတ်နေလေရဲ့ချီးလဲပါမလားဘူးလေအိုက်လို့နဲ့တူပါရဲ့ငါလေဘာဆိုဘာမှမကူညီနိုင်ဘူးပါဇက်နဲ့မှုတ်ပေးရအောင်လဲအစင်မှမပြေတာရေလို့နောလီနော့ကံမောင်ပေါ်လမ်းလျှောက်တော့ထုံးစံအတိုင်းပါပဲလီနော့ဤဖြတ်တိုက်တာတို့ဘာလို့ကြုံတာပေါ့လေထိုင်စရာနေရာရှာရင်
ခုံလွတ်တလုံးတွေ့တာနဲ့ထိုင်ဖို့လို့တော့နေကတချမ်းကိုပူနေတာနဲ့မထိုင်မင်းဆက်လျှောက်လာကြတယ်လူတွေအေးလီဇုံတွေးတွေကတော့အရင်ကတော့ပွဲတော်လူစီကားမနေဘူးရဲ့စီကားမနေဘူးဆိုပေမဲ့လည်းသူ့ဟာသူတော့ပြည့်နေတာပါပဲလေနည်းနည်းလျှောက်ပြီးတဲ့နောက်တော့ခုံလွတ်တလုံးတွေ့တယ်အရိတ်လည်းအပြည့်ရတာနဲ့ဝင်ထိုင်ဖြစ်ကြတယ်အဲ့ဒီရောက်မှလက်ကလေးနဲ့ကိုဘူးကိုရက်ခတ်နေတာဆုံးသက်တော်တယ်ဘာလို့ဆိုကန်ဒီကတဖြူးဖြူးတိုက်နေတာကိုမောသားပြီလားလို့နေလိုက်တော့စကယ်ပြန်တော့မရရှာဘူးတော်သေးရဲ့လမ်းကရေတန့်ဘူးဝယ်လာလို့မဟုတ်ရင်တော့တောင်းဝယ်ရမယ်ဆိုခီးကမတွင်ဘူးဖြစ်တော့မယ်ရေလေးတွေနင်းနေရဲ့လေပင်တစ်လျှောက်ကစီးဝင်သွားတာကိုအငေးသားကြည့်နေမိတယ်အမောလေးဖြစ်ရင်ပေါ့လေလေပင်တစ်လျှောက်စီးသွားတဲ့ရေတော့မမြင်ရဘူးပေါ့လေရေဆူလို့ရှေ့ကကန်ရည်ပြင်းကြီးတာဟိဟိထလို့အမောပြေသွားပြီလားလို့မေးလိုက်တော့တကယ်ကိုတူတူဖွားဖွားလေးအင်းနဲ့စိတ်ညစ်သွားပြီလားလို့ထပ်မေးလိုက်တော့ခေါင်းကလေးနည်းနည်းခါပြတယ်ဒါဆိုချစ်လားလို့မေးကြည့်တော့မင်းလေးကကြောင်သွားပြီးဘာပြောလိုက်တာလဲလို့ပြန်မေးတယ်ဘာမှမဟုတ်ပါဘူးကျွန်တော်ကိုချစ်လားလို့မေးတာလို့ဆိုလိုက်တော့မင်းလေးမျက်နှာကရဲတက်သွားပြီးခေါင်းကြီးသာတွင်တွင်ငုံလို့နေနေရဲ့စဉ်းစားကြည့်ဗျာရီးစားစကားပြောတာဘလောက်ကပြားမဆန်လိုက်တဲ့လေအဲ့ဒါကြောင့်အတွေ့အကြုံကစကားပြောတယ်လို့ဆိုရလိမ့်မလားပဲမထူးတော့တာနဲ့မထူးဆက်ပဲဆက်ခင်းရတာပေါ့လေမင်းကြီးကခေါင်းကိုဖြည်းဖြည်းချင်းမော့လာပြီးရဲတွတ်နေတဲ့မျက်နှာလေးနဲ့အလင်းလိုလို့လားလို့မြည်ပြန်တယ်ဒီလိုနေရာမှာခေါင်းခါလိုက်ရင်နာကျင်ခံခက်သွားရမှာတိနေလီတော့လူတွေရေလူလည်းမဟုတ်ပါဘူးချစ်လားဆိုတာလေးသာသိကျင်တာပါလို့တလက်မလောက်မင်းကြီးနာကိုတိုးကပ်ရင်ပြောလိုက်တယ်မင်းကြီးကရေဘူးလေးကိုဖွင့်လိုက်ပေးလိုက်လို့နေရင်ကမချစ်ဘူးသွားဆိုပြီးရှင်ဘက်ကိုတွန်းလွှတ်တယ်ဘာရဲ့ကြောင့်မှမသိလင်းမြန်မှုကစကားပြောသွားတယ်ဆိုရမလားပဲမင်းကြီးရဲ့လက်ကိုစုပ်ကိုက်မိရတာဖြစ်သွားတယ်လေမပြောလိုက်တာလဲမကြားလိုက်လို့ပြန်ပြောပါအောင်ချစ်တယ်ဟုတ်လားလို့မေးပြန်တော့မချစ်ပါဘူးလို့ဆိုနေမှာတဲ့ကိုင်းပြဒီလောက်တောင်ဖြစ်ရတာဆိုပြီးမင်းလေးလက်ကလေးကိုအသာညှစ်လိုက်တော့လီတန်တူးတူးလေးနဲ့နားတယ်လို့ညင်းနေလေရဲ့လက်ကူတော့လွတ်မပေးသေးဘူးရဲ့ဒါမျိုးခံစားမှုကရတောင်းရခဲ့မဟုတ်လားဗျာပြောပါဗျချစ်တယ်လို့ဒီမှာခုန်လိုက်တဲ့ရှင်တွေခမားလေးဖိထားမှရမယ်လို့ဆိုပြီးမင်းလေးရဲ့လက်ကိုယူပြီးရင်ဘက်နဲ့ဆွဲကပ်လိုက်တယ်တစ်ချက်နှစ်ချက်တော့ယုံသေးရဲ့နောက်မယုံတော့ဘူးကျန်နေတဲ့လက်တစ်ဖက်နဲ့သူ့ပခုံးစုံကိုကင်ပြီးညှစ်မိလိုက်တယ်ဖြီတော့လီဗျာလို့မင်းလေးကအရှွန်းလဲဆုံးမျက်လုံးနဲ့ကြည့်ရင်မျက်လွှာလေးချသွားတယ်ပြီးတော့တက်လိုက်တက်နိုင်တယ်လို့ပြောရင်တကယ်ကိုအတန်တန်ကကပ်ပါလာလေရဲ့ဖွားလေးချစ်တယ်တဲ့လူလဲခုန်ပေါက်ပြီးအနောက်ဘက်ကိုပြေးထွက်သွားလေရဲ့ဟေးဆိုတဲ့အတန်တန်ထွက်သွားတာတော့ကြားလိုက်ရတယ်ကျင်းသေးတယ်ကန်ရီပင်ကနေတော့ပဲ့တင်ထပ်ပြီးပြန်လာတဲ့အတန်တော့မကြားရပါဘူးဒါပေမဲ့အတန်တန်တော့တီတီချာချာကြားလိုက်ရပါရဲ့ဟေးတဲ့ဟုတ်ပြီလားအဲ့ဒီတန်ရောခမားတို့နားထောင်ကြလားကြိုးစားဖို့ဗျာမဟုတ်ဘူးလားဟေးတဲ့တိတ်ပျော်ဖို့ကောင်းတဲ့တန်ပေါ့ဟေးအတန်တန်ခမားတို့ကြားလိုက်လားဒါမှမဟုတ်ကြားပြီးသွားပြီလားဟေးတဲ့စူညံတယ်မဟုတ်ဘူးလက်လက်ဆက်ဆက်နဲ့အချစ်တွေထုံဝေစီနေတဲ့အတန်တခိုးနဲ့ရပါဘသူမှလည်းရုပ်တဲဖြစ်မသွားပါဘူးချစ်ချင်းပြည့်နဲ့အော်တန်ပပလေးရပါဟေးတဲ့တကယ်မျိုးထူးချက်